Hello အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ဖိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဆိုင်နေမှာဈေးကြီးကြီးနဲ့ဝယ်ပေးစားတဲ့ကြက်ကြော်ပေါ့နော်အိမ်မှာပဲဈေးဖို့ချိုတာစားဖြင့်လွယ်လွယ်ကူကူလေးကြော်စားကြမယ်ရှင်အရင်ဆုံးဈေးရဝယ်လာတဲ့ကြက်ရင်အုံနှစ်ခုကိုရေဆေးတန်းစင်ပြီးတခြားလေးတန်းရှင်းလုပ်ပေးလိုက်ပါမယ်ပြီးရင်တော့အပေါ်ကထူနေတဲ့တလွာကိုလှိထုတ်လိုက်ပါမယ်ပြီးရင်တော့ကြံနေတဲ့အသားလေးကိုဒီလိုမျိုးအပြားပုံစံလေးဖြစ်အောင်သူ့ကိုလှိထုတ်ပေးလိုက်ပါမယ်ရှင်ဒီကြက်ကြော်နီလေးရဆိုလို့ရှိရင်ပေါ့နော်အရန်လွယ်ကူပါတယ်ကြက်သားဈေးကအပြစ်မှာဝယ်မယ်ဆိုရင်ဈေးအရန်ချိုတယ်ပေါ့နော်တကယ်လို့ဆိုင်နေမှာဝယ်စားမယ်ဆိုလို့ရှိရင်ဒီကြက်ကြော်လေးကအရန်ဈေးကြီးပါတယ်ရှင်အိမ်မှာပဲတတမီမီလေးတွေအတွက်ဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ကိုတိုင်းစားဖို့ပဲဖြစ်ဖြစ်ပေါ့နော်လောက်စားကြည့်ပါအရန်ကိုလွယ်ကူပါတယ်ပြီးတော့အရသာလည်းအရန်ကိုစားလို့ကောင်းပါတယ်ရှင်ကြက်သားလေးတွေကိုလှီလို့ပြင်ဆင်ပြီးသွားပြီဆိုရင်တော့သူ့ကိုနည်းနည်းလေးအသားလေးတွေပြန့်သွားအောင်ပေါ့နော်အပေါ်ကအမှားပစ္စည်းလေးနဲ့သူ့ကိုထုထားပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေဒါမှအသားလေးတွေပြန်သွားအောင်ပေါ့နော်ပြီးပြီဆိုရင်တော့အရသာထည့်ပေးလိုက်ပါမယ်အရသာအတွက်ကကြတော့စားရဲငရုတ်ကောင်းရဲထည့်ပေးထားလိုက်ပါတယ်ဒီနေရာမှာကြက်သားမုံလေးတွေကြိုက်တယ်ဆိုရင်လည်းထည့်နိုင်ပါတယ်ရှင်အသားလေးတွေဝင်တော့အောင်သူ့ကိုနည်းနည်းအနှဲငယ်ပို့ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့သူ့ထဲကို cheese ထည့်ပါမယ်ရှင် cheese ကကြတော့မေကချီတာ cheese ပေါ့နော်အဝါရောင်နဲ့အဖြူရောင်သုံးပြထားပါတယ်ရှင်ဒီနေရာမှာကိုကကျန်တဲ့တခြား cheese တွေထည့်မယ်ဆိုရင်လည်းရပါတယ်ပြီးပြီဆိုရင်တော့သူ့ကိုပေါ့နော် roll ပေးလိုက်ပါမယ်ရှင် cheese လေးကိုကြက်သားလေးနဲ့သူ့ကိုတေချာဖုံးပေးလိုက်မှာပေါ့နော်ပြီးရင်တော့ဗီဒီယိုထဲမှာလုပ်ပြထားတဲ့အတိုင်း cheese လေးကိုကြက်သားလေးနဲ့ဖုံးလိုက်မယ်ပြီးရင်တော့သူ့ကို roll ပုံစံလေးပေါ့နော်သူ့ကိုလုပ်ပေးလိုက်ပါမယ်တင်းတင်းကြပ်ကြပ်လေးဖြစ်အောင်သူ့ကို roll ပေးလိုက်ပါမယ်ကြက်သားလေးကိုတင်းတင်းကြပ်ကြပ်လေး roll ပေးလိုက်ပြီးဆိုရင်တော့သူ့ကိုအချိန်ရရင်အေးခန်းထဲမှာတနားရီလောက်နှက်ထားပေးလိုက်ပါမယ်တကယ်လို့အချိန်မရဘူးဆိုရင်တော့မီလေးလိုပဲတစ်ခါတည်းဂျုံမုံလေးကတ်မယ်ပြီးရင်တော့ကြက်ဦးလေးနဲ့သူ့ကိုစိမ်ပေးလိုက်မယ်ပြီးပြီဆိုရင်တော့ပေါင်မုတ်ကျွတ်6လေးနဲ့သူ့ကိုကတ်ပေးလိုက်ပါမယ်ရှင်ဒီနေရာမှာကြက်သားလေးကိုပေါ့နော်အေးခန်းထဲမှာထည့်မယ်ဆိုရင်တော့လောက်ရလွယ်ကူတော့ပေါ့နော်တကယ်လို့မထည့်ဘူးဆိုရင်ကြက်သားပြော့နေတဲ့အတွက်မေလေးတို့လောက်ရတာနည်းနည်းခက်တယ်ပေါ့နော်ကဲပြီးသွားပြီဆိုရင်တော့သူ့ကိုထည့်ကြော်ပါမယ်စီကိုအရင်ပူအောင်တဲပါမယ်စီပူလာပြီဆိုမှမီးရှိန်လျှော့ပြီးတော့ပေါ့နော်မီးအေးနဲ့သူ့ကိုပေါ့နော်ကြက်သားလေးတွေကိုကြော်သွားပေးလိုက်ပါမယ်တစ်ဖက်ကရှူဝါရောင်လေးတန်းလာပြီဆိုရင်တော့ကြံတစ်ဖက်ကိုကြော်သွားပေးလိုက်ပါမယ်ရှင်ဒီနေရာပေါ့မနော်ကြက်သားကြီးတဲ့အတွက်ပေါ့နော်မီလေးတို့မီးပြပြနဲ့ကြော်လို့မရဘူးနော်မီးအေးနဲ့ထက်ခါပေါ့နော်သူဟိုဘက်ဒီဘက်လှည့်ပြီးတော့သူ့ကိုကြော်သွားပေးရမှာဖြစ်ပါတယ်အကျက်ညီအောင်ပေါ့နော်ကဲကြက်သားလေးတွေကဒီလိုမျိုးလေးရှူဝါရောင်တန်းလာပြီးမာလာပြီဆိုရင်တော့ကြက်သားလေးတွေကကြက်ပါပြီရှင်ပြီးရင်တော့သူ့ကိုဆယ်ထုတ်ပါမယ်ပြီးရင်တော့မိမိစိတ်တိုင်းကြလှိဖြတ်ပြီးတော့စားတုံးလို့ရပါပြီမေကတော့သူ့ကိုနှစ်ပိုင်းပဲပိုင်ပေးထားလိုက်ပါတယ်ရှင်ကြည့်ပါအောင်ထဲထဲမှာ cheese လေးနဲ့ပေါ့နော်သူကအရန်ကိုစားကြင်ဆိုလေးပါရှင်ဆိုင်နေမှာဆိုရင်အရန်ဈေးကြီးတယ်ပေါ့နော်အိမ်မှာပဲလွယ်လွယ်ကူကူလောက်စားတော့ဈေးချူတန်းလည်းစားရတယ်ပေါ့နော်ကဲအခုဆိုရင်တော့မီလီတို့ကြက်သားကြော်လေးကတော့စားလို့စနစ်ဖြစ်ပါပြီရှင်ကုန်ကြစိတ်တက်တာပြီးလုံနည်းလေးကလွယ်ကူတာမို့ကြောင့်အိမ်မှာရှိတဲ့တတမီမီလေးတွေကိုကြော်ကျွေးလို့ရအောင်မီလီကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မီလီရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးလိုက်ကြည့်ပေးတဲ့အတွက်မေကကျေးဇူးများကြီးတင်ပါတယ်ရှင်မီလီရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့မီလီကတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်